အားလုံးပဲမင်္ဂလာပါခင်ဗျာ Top 5 by Terry ဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချင်းကိုက်မခံရအောင်ဆောင်ရွက်ရမယ်အချက်7ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်မိုးရသည်ကိုရောက်တော့မှာဆိုတော့ရေရင်းရေရိုင်တွေမှာချင်းတလောင်းလောင်းနဲ့ညဘက်ဆိုရင်လည်းတဖြောင်းဖြောင်းရရမယ်ကာလာတွေကိုရောက်ရှိလို့လာပါပြီကျွန်တော်တို့နိုင်ငံဟာဆိုစစ်တဲ့အပူပိုင်းဒေသတွေမှာကြာရောက်နေတဲ့မြန်မာပြည်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ချင်းကိုက်တယ်ဆိုတာကတော့ရှောင်လွှဲလို့မရတဲ့ပြဿနာတစ်ခုပါချင်းလုံးစကားတွေဘာတွေတတ်ထားနိုင်တဲ့သူတွေကလွဲပြီးတော့တိုင်းပြည်ဒေသအသီးသီးကလူတော်များများအနေနဲ့ကတော့ချင်းကိုက်ခံရတဲ့ပြဿနာကိုတစ်နှစ်ပတ်လုံးဒီပါရင်ဆိုင်ရလေးရှိပါတယ်။နဲရနဲ့များတာသာကွာသွားတာပါ။ကမ္ဘာပေါ်မှာရှိတဲ့ချင်းမျိုးစိတ်ပေါင်း3000ကျော်လောက်ထဲကမှဘယ်မျိုးစိတ်ကမှလူတွေကိုအကျိုးမပြုပါဘူး။ငှက်ပြားသွေးလွန်တုပ်ကွေးစင်တုပ်ကွေးစတဲ့ယောဂအများအပြားကိုဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကလည်းရှိနေပါသေးတယ်။တကယ်လို့အဲ့ဒါတွေမရှိတော့ဘူးဆိုရင်တော့မှအနားမှာတဝီဝီနဲ့ဝဲနေတာကတော်တော်ကိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေပါပြီ။ဒီလောက်ဆိုတဲ့ချင်းတွင်ကိုနဲ့ကိုပတ်ဝန်းကျင်ကလူတွေကိုအနောက်ရှက်မပေးတော့ဘူးဆိုရင်တော့တော်တော်လေးကိုစိတ်ချမ်းသာသွားမယ်ထင်ပါတယ်နော်ဒီလိုချင်းမကိုက်အောင်ကာကွယ်နိုင်တဲ့နည်းလမ်းလေးတွေရှိသလားဆိုရင်တော့ရှိရလို့ပဲဖြေရမှာပါပဲချင်းမကိုက်အောင်ဘယ်လိုလုပ်ရမလဲဟုတ်ပါတယ်ချင်းတွေကိုကာကွယ်တားဆီးနိုင်မယ့်လမ်းညွှန်ချက်ကလေးတွေရှိပါတယ်ဘလို့အချက်တွေလဲဆိုတော့ကိုအခုပြောပြပေးသွားမှာဖြစ်ပါတယ်ချင်းကိုက်မခံရအောင်ဆောင်ရွက်ရမယ့်အချက်10ချက်နံပါတ်1အိမ်ထဲကဒါမှမဟုတ်အိမ်အနီးနားကရေဆိုးတွေကိုဖယ်ရှားစွန့်ပစ်ပါချင်းတွေကရေဆိုးရင်ညစ်တွေမှာပေါက်ဖွားကြတာများပါတယ်။ဖျားပန်းအိုးတွေရေအိုးရေစီရေကန်အလာထိုးပန်းအိုးတွေကိုပုံမှန်ရေလဲပေးပါ။ရေမြောင်းတွေကိုလည်းရေစီးရေလာကောင်းအောင်စီမံပေးပါ။နံပါတ်2ချင်းတွေအိမ်ထဲဝင်မလာအောင်မရှိအောင်ဂရုစိုက်ပါ။ brain box တွေအဲကွန်းတွေကိုစနစ်တကျအသုံးပြုဖို့ဆိုလိုတာပါ။ brain box တွေကိုမှောင်တဲ့အချိန်တွေမှာမဖွင့်တာကချင်းတွေအိမ်ထဲဝင်မလာစေဖို့အထောက်အကူဖြစ်စေပါတယ်။မှောင်တဲ့နေရာတွေကြောင်ကျတဲ့နေရာတွေကိုတန်ရှင်းအောင်ထားတာမျိုးလည်းလုပ်သင့်ပါတယ်။နံပါတ်3ချင်းနိုင်စေး3ပါချင်းနိုင်စေးတွေကအမျိုးအစားအမျိုးမျိုးရှိသလိုပုံမှန်တဲ့တန်လည်းအမျိုးမျိုးရှိပါတယ်မြန်မာနိုင်ငံမှာတော့ချင်းစေးကွေချင်းစေးဖြန်းဘူးလိန်စေးစတာတွေကခေတ်စားပါတယ်ဘယ်ပစ္စည်းကိုပဲသုံးဓာတုဗေဒပစ္စည်းတွေကိုအသုံးပြုထားတာမို့လို့တတိထားပြီးတော့အသုံးပြုရမယ်ဆိုတာကိုတော့သိထားဖို့လိုအပ်ပါတယ်နံပါတ်4အယောင်လွင်လွင်အင်ကြီးတွေကိုသာရွေးချယ်ဝတ်ဆင်ပါမိုင်းတဲ့အင်ကြီးဒါမှမဟုတ်မှောင်တဲ့အင်ကြီးတွေဟာချင်းပိုကိုက်စီပါတယ်ဒါကြောင့်အပြင်သွားချိန်တွေမှာအဆင်ပြေတဲ့အယောင်အသွေးအမျိုးမျိုးကိုရွေးချယ်ဝတ်ဆင်နိုင်ပေမယ့်အိမ်နေရင်အချိန်တွေမှာတော့အယောင်လွင်နဲ့နှုတဲ့အင်ကြီးတွေကိုသာဦးစားပေးရွေးချယ်ဝတ်ဆင်တာကချင်းကိုက်တာကိုပို့ပြီးတော့သက်သာစေပါလိမ့်မယ်နံပါတ်5နေဝင်တာနဲ့အိမ်ထဲမှာပဲနေပါချင်းဆိုတဲ့တရားတွေကဘယ်အချိန်မဆိုကိုက်တတ်ပါတယ်ဒါပေမဲ့ညအချိန်တွေနဲ့မှောင်တဲ့အချိန်တွေမှာပို့ပြီးတော့ကိုက်တတ်ပါတယ်အဲ့လိုအချိန်မျိုးမှာအိမ်အပြင်ဒါမှမဟုတ်မှောင်တဲ့နေရာတွေမှာရှိနေတာဟာချင်းကိုက်ခံရဖို့အလွန်အခွင့်အရေးများတဲ့အနေအထားပါလင်းလင်းချင်းချင်းအိမ်မှာပဲနေတာကချင်းကိုက်ခံရခြင်းကနေပို့ပြီးတော့ကင်းဝေးစေပါလိမ့်မယ်နံပါတ်6ချင်းကိုက်ချင်လာအောင်မနေပါနဲ့လူတိုင်းချင်းကိုက်ခံရပြီမယ်တယောက်နဲ့တယောက်အကိုက်ခံရတဲ့ပမာဏချင်းမတူညီတာကိုရောသတိထားမိကြရလားဗျသိပ္ပံနိကြလေးလာချက်တွေအရာအရက်ဖီယာတောက်တဲ့သူတွေဟာပို့ပြီးတော့ချင်းကိုက်ခံရတတ်ပါတယ်အဲကိုဟောမှာပါဝင်တဲ့ CO2 ဟာချင်းအပါအဝင်ဘက်တီးရီးယားတွေဟင်းဆက်ပိုးတွေကိုပို့ပြီးတော့ဆွဲဆောင်နိုင်ပါတယ်နောက်ပြီးတခြားလေးလာချက်တစ်ခုမှာတော့အိုသွေးပိုင်ရှင်တွေဟာချင်းပို့ခိုက်ခံရတယ်လို့လည်းဆိုထားပါသေးတယ်နံပါတ်9သဘာဝချင်းပြင်းကြီးတွေကိုသာသုံးပါချင်းစေးကွေတွေချင်းစေးဖြန်းမှုတွေကအတိုင်းအတာတစ်ခုထိကောင်းမွန်ပေမဲ့ကျန်းမာရေးအရာအဆိုးကျိုးတွေကိုတော့ကြုံတွေ့ရနိုင်ပါတယ်ဒါကြောင့်သဘာဝချင်းပြင်းကြီးတွေကိုသာပို့ပြီးတော့သုံးသင့်ပါတယ်ဥပမာတံမြာအရေးကိုညှစ်ချပြီးလိမ့်ပေးတာမျိုးချင်းစေးအစားနနွင်းတက်ကိုအသုံးပြုပေးတာမျိုးစတာတွေပဲဖြစ်ပါတယ်နံပါတ်10ချင်းပေါ်တဲ့နေရာတွေကိုရှောင်ပါခါတလေမှာကိုရောက်နေတဲ့နေရာကချင်းပေါ်တဲ့နေရာမျိုးဖြစ်နေရင်ရှောင်လွှဲရမယ့်တာဝန်ကကိုယ့်အပိုင်းဖြစ်သွားပါပြီတတ်နိုင်သမျှအဲ့လိုနေရာမျိုးတွေကိုရှောင်ရှားသင့်ပါတယ်နံပါတ်9ခန္ဓာကိုယ်ကိုပြပြဝဝကာကွယ်ပေးနိုင်တဲ့အဝတ်အစားမျိုးကိုသာဝတ်ဆင်ပါမောင်မမဲနဲ့ချင်းတလောင်းလောင်းဖြစ်နေတဲ့နေရာမျိုးမှာဘောင်းမီတို့စကတ်တိုလေးဝတ်ပြီးတော့ချင်းကိုက်ခံနေရတယ်ဆိုရင်တော့ချင်းရဲ့အပြစ်မဟုတ်တော့ပါဘူးကိုယ့်အပြစ်ပါကာလန်ဒေတန်ကိုလိုက်ပြီးတော့ဝတ်စားဖို့ကချင်းကိုက်တာကိုသက်သာစေုံသာမကပဲလူနေမှုဘဝမှာလည်းလိုက်နာဖို့လိုအပ်တဲ့အသီးတရားတစ်ခုဖြစ်ပါတယ်နံပါတ်10နေအိမ်ကိုလေဝင်လေထွက်ကောင်းမွန်ပါစေလေဝင်လေထွက်ကောင်းမွန်တဲ့အိမ်တွေမှာနေထိုင်ကြသူတွေဟာချင်းကိုက်တာသက်သာရုံနဲ့မကပါဘူးကျန်းမာရေးအရာလည်းကောင်းမွန်မှုဆိုတဲ့အဖို့စုကိုလည်းရရှိကြအောင်မှာဖြစ်ပါတယ်အိမ်တအိမ်ရဲ့လေဝင်လေထွက်စနစ်ဟာအလွန်အရေးပါပြီးတော့မိသားစုကျန်းမာရေးအတွက်သတိထားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့အားလုံးအသိမှားနေတဲ့အချက်ကကျက်သွန်ပြီးမများစားရင်ချင်းမကိုက်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်ကျက်သွန်ပြီးမများစားရင်ချင်းမကိုက်ဘူးဆိုတဲ့ယုံနှန်းစကားကကျွန်တော်တို့နိုင်ငံမှာမဟုတ်ပဲအာရှဘက်ကတိုင်းပြည်တော်တော်များများမှာပါရှိနေပါတယ်လေးလာချက်တွေအရဆိုရင်ကျက်သွန်မြူစားတာနဲ့ချင်းမကိုက်တာနဲ့ကဆက်နွယ်မှုမရှိပါဘူး
အစားအစာမျိုးအစားတွေကြောင့်ချင်းပိုကြိုက်တာမျိုးချင်းမကြိုက်တာမျိုးကိုတော့အခုချိန်ထိဆက်ပြီးတော့သက်သေမပြနိုင်သေးပါဘူး။ကဲဒီလောက်ဆိုရင်တော့ချင်းကြိုက်မခံရအောင်ဘာတွေလုပ်တင်လဲဆိုတာကိုသိသွားကြပြီလို့ထင်ပါတယ်။နောက်ရက်တွေမှာလည်းအခုလိုပဲအားလုံးအတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုတင်ပေးအောင်မှာဖြစ်လို့ဆက်လက်ပြီးတော့အားပေးကြပါအောင်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ရက်မှာပြန်တွေ့ပါမယ်ခင်ဗျ။